ဆိုင်ငယ်ချစ်တဲ့မိတ်ဆွေတွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ88 38လမ်း Edison Motor ဆိုင်ငယ်ရှိုးရုံးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲခုလက်ရှိပြသပေးနေတဲ့ဘိန်းလေးကတော့ Edison ကနေအစ်စ်ထပ်မံထွက်ရှိထားတဲ့ Stormy ဘိန်းလေးပဲဖြစ်ပါတယ်ဗျကဲဒီကောင်လေးဆိုအင်ဂျီပါဝါ125ဘိန်းလေးပဲဖြစ်ပါတယ်ကဲချစ်ကကာကြီးလာရောက်ဝယ်ယူအားပေးသွားခြင်းဖြစ်ပါတယ်ကဲဒီကောင်လေးမှာဆိုရင်အပေါ်ကားနဲ့ကြည့်မလားရှေ့ရနဲ့ကြည့်မလားဘေးရနဲ့ကြည့်မလားကြိုက်တဲ့နေရာကနေကြည့်ဗျာကာလာလေးရောဖန်စီလေးရောဒီဇိုင်းပိုင်းလေးရောလုံးဝရေလည်မိုက်တဲ့ဘိန်းလေးပဲဖြစ်ပါတယ်ဗျကဲမီပိုင်းမှာဆိုလဲအန်လီဒီမီလေးနဲ့အသုံးပြုပေးထားရဖြစ်ပါတယ်ကဲဒိုင်းခွဲပိုင်းမှာဆိုလဲ digital ဒိုင်းခွဲလေးနဲ့အသုံးပြုပေးထားတဲ့အတွက်ကြောင့်လုံးဝရေလည်မိုက်တယ်ဗျာပြီးတော့ဘယ်ဂီယာဘိန်းမှာမပါတဲ့တူးပေါက်ဘိုင်းမှာဆိုရင်လုံးဝချိတ်လောင်ထည့်ပြလို့ရတယ်အော်တိုဘိန်းတွေလိုပဲလုံးဝမိုက်တယ်နော်ကြိုက်လောက်ထည့်လို့ရရနော်ပြီးတော့နောက်ရှော့ဘားမှာဆိုလဲလေဖောင်းနဲ့အသုံးပြုပေးထားတဲ့ကြောင့်ငင်းညင်လေးလည်းစီးလို့ရမယ်ပြီးတော့ဒီကောင်လေးဆိုအကြမ်းလဲခိုင်းလို့ရမယ်ဗျကဲ2026 model မြင့်ကြိုထုတ်လေးကိုစီးကျင်နေဆိုရင်တော့မင်းတို့ရဲ့ဆိုင်88လမ်း38လမ်း Edison Motor ဆိုင်ငယ်ရှိုးတုံးကိုလာရောက်လေ့လာဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျမန္တလေးမြို့တွင်းဆိုရင်လည်းအိမ်ရောက်ငွေကြေးစနစ်နဲ့လည်းပို့ဆောင်ပေးပါတယ်ခင်ဗျနေကားနဲ့မှာယူမယ်ဆိုရင်လည်းကျွန်တော်တို့ Viber ဖုန်းနံပါတ်လေး TikTok ချက်ပေါက်ကနေပဲလဲဆက်သွယ်မင်းမြန်ဝယ်ယူအားပေးလို့လည်းရပါတယ်။ခဲနေမျိုးဆိုရင်လည်းကျွန်တော်တို့ပါကင်လေးတွေပတ်ပြီးတော့မပုံးမပဲ့မကွဲပြဲအောင်တေချာလေးထုတ်ပိုးပြီးမှကားကိတ်လေးကိုပို့ဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဆက်သွယ်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။